နေမြင်ညာပြောက်လေအခုတည်တဲ့ထဲမှာတထေးတွေလည်းအများကြီးပါတယ်နော်အဲ့ကြောင့်မို့လို့လူသားကိုလူသားတယောက်လိုဆက်ဆံပြီးတော့လူဘာအပေါ်မှာအနိုင်ကျင့်တာမျိုးမဟုတ်တာလုပ်တာမျိုးလှိမ့်ပတ်လက်ပတ်တာမျိုးအဲ့ဒါမျိုးမလုပ်ကြပါနဲ့ကြားတယ်တို့လည်း10မိနစ်လောက်ချလွတ်တာတင်းကြောင်ပြန်လာအဲကြောင်ညံလို့တော့တောင်ဘက်ကကြောင်ညံပြိုးနေအမေနဲ့ညီမတွေ့ပြီလားဘုန်းကြီးမတွေ့မိဘူးအဲ့ဒါကဒီဘက်လိုက်ကြတယ်လည်းမတွေ့ဘူးဒါဆိုရင်တော့လေသူတို့ပါသွားပြီပေါ့ပြိုကျတဲ့နေရာကိုစစ်လို့မိနစ်10မိနစ်လောက်ရှိသေးတယ်ပြိုကျတဲ့နေရာနေကအပေါ်တက်ကြီးတက်သွားတာအပေါ်တက်ကြီးတက်လဲစစ်ပြီးရောကဲခဏလေးပေါ့ခုလိုခိုင်းတဲ့ဒီနေရာလေးလေကောင်းလေသန်းကြဆိုထိုင်းနေတဲ့အချိန်မှာအာကြီးပြင်းထန်တာလှုပ်တော့ပေါ့ကွာလှုပ်တဲ့ခါကျတော့ငါတို့လည်းလိုပေါ့ကိုတက်နေတယ်ပြတန်ဖို့တွေရွတ်နောက်ပိုင်းမရဖယ်လို့မရတော့တော့ဘူးလို့ငါတို့ကဒီခါတော့သွားမယ်အဲ့မှာငါလည်းမတက်ရလို့မရတာနဲ့ငါနိုင်ရတခုထိုင်းလိုက်တာထိုင်းပြီးတော့မှငါထိုင်းတဲ့အချိန်မှာပဲငါဒီတဲ့အထက်ကဟိုတိုင်ကြီးတခုကခန်းထဲကိုပြုတ်ကြလိုက်တာငါမြင်လိုက်တာအဲ့ပြုတ်ကြပြီးတာနဲ့ခဏရက်တကိုက်ကိုတော့ငါနဲ့ဟိုခန်းအတူစစ်တဲ့ဟိုကြောင်းပြန်ကြသူကြောင်းပြန်အတင်းကြောင်းပြန်လာလမ်းကြလဲတခါလှုပ်ပြန်ရလှုပ်တော့အိမ်မှာငါတို့ထိုင်နေမှာဒေနာပန်လည်းပြိုကြအိမ်မှာဒီတဲ့ကိုဝင်လာပေါ့ကဝင်လာပြီးတော့မှငါအမေနဲ့ညီမရှိတာဟုတ်မှန်ပါဗျာအဲ့ကြကြောင်းညံငါတို့တော့ပြိုးငါတို့တောင်ဘက်ကကြောင်းညံပြိုးနေပြစ်တော့ဟိုတို့ဒီဘောတို့ဘောကြမကြမသိအမေတို့မတေတို့ဘယ်လိုတော့ဟိုလွတ်ကြသလားဘာညာဆိုတော့တယောက်မှခေါ်လို့မရအဲ့ဒါဟာကိုတော်ရောပြောတော့ကိုတော်ကြီးကြည့်တော့လေကိုတော်လည်းဘာမှမတွေ့တော့ကိုတော်ဒီဘက်ကျမှတွေ့တော့သူတို့မင်းတို့ရောဆိုတော့ဒီဘက်တော့ဟောတယ်ဖြစ်တယ်ဗျာတဲ့အမေနဲ့ညီမတွေ့ပြီလားဘုန်းကြီးမတွေ့မိဘူးအဲ့ဒါကဒီဘက်လိုက်ကြတယ်လည်းမတွေ့ဘူးဒါဆိုရင်တော့လေသူတို့ပါသွားပြီပေါ့ပါသွားပြီဆိုတော့ဟိုအကြောင်းမှာနိုင်ဝက်လောက်ကြည့်တော့ညီတယောက်ကလည်းရောက်လာတော့အဲ့လိုပေါ့ဟိုကြတော့ပထမဆုံးကငါမိခင်နဲ့ဟိုဟာညီမလေးရဲ့တွေ့ထိုးဆုံးနေကောင်းကဦးစင်းလေးတစ်ပါးကလည်းသူပဲငရင်လို့တို့အပြေးမှာနည်းနည်းလေးသူ့ကများခြေတော့ခလုတ်တိုက်လိုက်သလားမသိဘူးအဲ့မှာလေခလုတ်တိုက်တော့တလှမ်းနောက်ကျသွားတာအပြူတဲ့ခေါင်းကြီးရဲ့အဲ့အုတ်ခဲကြီးကခေါင်းပေါ်ကျပြီးအဲ့ဦးစင်းလေးကလည်းဆေးရုံလိုက်ပို့ရင်အဲ့နေမှာပဲပြန်တော့ဘူးသွားတယ်နောက်ဟိုဘက်ကအာဂမနိဝေဒအကြောင်းကကိုတော်လေးတစ်ပါးကလည်းဒီတိုင်းမဲ့သူကိုဟိုပေါ့ဟာကြအကြောင်းကတန်ကြလာပါအဲ့ဒါလည်းသူကလည်းအဲ့နေမှာလည်းတို့ကဒီထဲမှာ၄ဦးတန်က2ပါးနဲ့ဒီဘောတက္ကမ2ယောက်ပြန်တော့အသေးသွားတယ်ပေါ့အဲနောက်ကသိရတာဒီမှာကျတော့ဟိုဖြစ်တယ်လို့ပြောရတယ်ဦးစင်းလေးတစ်ပါးရဲ့အကူကဆွန်းလာပို့တယ်အဲ့နဲ့ဥပုံနေဘူးကွာအဲသူတို့လည်းမထွက်နိုင်ဘူးလို့တော့သူသိရတယ်ဒါပေမဲ့ဘယ်သူမှအပေါ်ရေခုတ်သားကြီးဟောမငြိမ်ဘူးလေအဲမငြိမ်တော့အဲ့ဒီကတော့သူတို့ကမနေရကြမှာဆုံးပြီးတဲ့3ရက်ကြာမှမနေရနေ့လယ်ပိုင်း2နာရီလောက်ကြာမှဆရာတန်ကတော့တပါးနဲ့ဆိုတော့သူ့အကူနဲ့သူ့အကူရဲ့ဇနီးလေးခေါ်လို့ရတယ်အဲတို့တော့လောလောဆယ်ငါတို့အကြောင်းကသိတာတော့လောလောဆယ်တို့အကြောင်းတို့တိုက်တာအနေနဲ့တန်ကတော့ကြံတော်မူတယ်လို့အတည်ပြုနိုင်တာကတော့ဟောလောက်ရှိတယ်၄ပါးလောက်ရှိတယ်ကျန်တာတွေကတော့ခေါ်လို့လည်းတချို့မရသေးဘူးငါတို့ကတော့အဲ့လောက်ပဲအကြောင်းကြီးတွေကတော့ဟိုအကြောင်းမှန်တယ်များနှစ်တရာကျော်မှန်တယ်ကျောင်းမှတရားတော့ကျောင်းမှမကောင်းတော့ဒါအတိကျောင်းပဲကမ္မနိယာမဆိုတာတော့ဘာမှပြောလို့ရတဲ့အရာတော့မဟုတ်ဘူးလေကံသူ့ရဲ့ကံတရားဆိုတာလေတဘာဝဘေးဒဏ်ဆိုတာလည်းပြောလို့ရတယ်ဒါပေမဲ့တန်ဝေကအနေနဲ့ကတော့တန်ဝေကယူเสียဆိုတာဒါတွေဟာဟိုလူရောဖြစ်ဖြစ်ဘုန်းကြီးရောဖြစ်ဖြစ်လက်ရှိဘဝလေးမှာကြီးနိုင်ငံရင်းနေမလုပ်သင့်ဘူးနော်ကြီးနိုင်ငံသူများမြတ်ခုံပေါ်စင်ကြံလျှောက်ပြီးတော့ဟိုငါးသားလည်းရင်ဆိုတဲ့မျိုးငါးမိသားဆိုတဲ့အများခုခေတ်ကြီးမှာဟိုမေတ္တာတရားထားတဲ့နဲ့ကုသိုလ်တရားကိုများများပြုသိတယ်ဘာလို့ဆိုတော့နေမြင်ညာပြောက်လေအခုတည်တဲ့ထဲမှာတထေးတွေလည်းအများကြီးပါတယ်နော်အဲ့ကြောင့်မို့လို့လူသားကိုလူသားတယောက်လိုဆက်ဆံပြီးတော့လူဘာအပေါ်မှာဟိုအနိုင်ကျင့်တာမျိုးမဟုတ်တာလုပ်တာမျိုးလှိမ့်ပတ်လက်ပတ်တာမျိုးအဲ့ဒါမျိုးမလုပ်ကြပါနဲ့အဲ့လိုလုပ်ရင်ကိုလုံးသမျှတွေဟာဘာမှတကယ်တမ်းကျလည်းပါသွားတာမဟုတ်ဘူးကိုလုံးတဲ့ကောင်းတဲ့ကုသိုလ်ကံပဲကိုပဲကိုပါမှာမကောင်းတာကံလုပ်ရင်လည်းမကောင်းတဲ့ကံပဲပါသွားအဲ့တော့ကောင်းတဲ့ကံလုံးမှာကောင်းတဲ့အကျိုးရမှာအလုံးကိုပဲပြောချင်တာနော်ကောင်းတဲ့ကုသိုလ်ကံတွေကများများလုပ်ကြပါအကုသိုလ်ကံတွေရှောင်ကြပါအကုသိုလ်ကံကအာကြီးသွားရင်တော့ခံရမှာကွာကုသိုလ်ကံအာကြီးရင်ဒါတို့လဲ10မိနစ်လောက်ချလွတ်တာ